Okay မင်္ဂလာပါဒီခါပြောမယ့်အကြောင်းအရာပါလဲဆိုတော့စောစီးစွာအရွယ်ရောက်ခြင်းတဲ့နော်ကျွန်တော်တို့ဆေးအခေါ်ဆိုရင် precocious puberty လို့ခေါ်တယ်အဲ့ဒီ precocious puberty ဟာကျွန်တော်တို့လူမှုအတိုင်းဝိုင်းမှာပေါ့နော်တွေ့တတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အတွေ့အကြုံလေးပြောပြမယ်အဲ့ဒါပါလဲဆိုတော့အဲ့ဒီကောင်မလေးပေါ့နော်သမီးငယ်တယောက်9နှစ်လောက်ပဲရှိသေးတယ်ဆေးကန်လာပြတာကဘာအတွက်ပြလဲဆိုတော့ဒီသမီးငယ်ပေါ့နော်ဓမ္မတာလာနေလို့စိုးရင်ပြီးတော့အမေကလာပြဟမ်အဲ့တော့9နှစ်နဲ့ဓမ္မတာလာတယ်ဆိုတော့ရှိတယ်နော်အဲ့တော့ကြည့်လိုက်တဲ့အခါမှာဘာသွားတွေ့လဲဆိုတော့ရင်သားကြီးနေတာကိုတွေ့ရတယ်ကျန်တော့အောက်ပိုင်းတော့မကြည့်ပေါ့နော်နောက်ပြီးတော့ဒီဗာလဲအမွှေးမြင်ပေါက်မပေါက်ပေါ့နော်အဲ့ဒါလေးတော့ကြည့်တယ်ဆိုဂျိုင်းလို့ဘာလို့ပေါ့နော်အဲ့တော့အဲ့ဒါမျိုးလာပြတယ်အဲ့လိုပြတဲ့ဟာကိုကျွန်တော်စီကံဖွင့်တဲ့နေရာသတင်းတော့ကလည်းအဲ့ဒီသတင်းကိုကြားတဲ့ခါကျတော့ तू ကသွားပြီးဆက်စူးနဲ့အဲ့ဒီလူနာရဲ့အိမ်ကိုသွားတယ်ဗျာသွားပြီးတော့ဓာတ်ပုံရိုက်မယ်သတင်းထည့်မယ်ပေါ့အဲ့မှာဘာဖြစ်သွားလဲဆိုတော့အဲ့ဒီလူနာရဲ့မိခင်ကဘာပြောလဲဆိုတော့ရှင်ထည့်ကြည့်တဲ့ရှင်ဒီမှာတရားဆွဲမယ်ပေါ့ဓာတ်ပုံလည်းရိုက်ခွင့်မပေးဘူးကျွန်တော်ကြတော့ရိုက်လို့ရတယ်ပေါ့နော်ဒါကတူမှမတူပဲလေသူကသတင်းတော့သူနဲ့ဘာဆိုင်လဲဟုတ်မလားကျမ်းမာရေးဆိုတော့ကျမ်းမာရေးနဲ့ဆိုင်တဲ့ဆရာဝန်ပဲသူတို့ယုံကြည်အားထားမှာပေါ့နော်သတင်းတော့ဆိုတာဘယ်အယုံကြည်ပဲရှိအဲ့တော့အဲ့ဒါလေးအဖြစ်ပြသွားသတိရလို့အဲ့တော့အခု precocious puberty ဟာဘယ်လိုစောစီးအရွယ်ရောက်တယ်ဆိုတော့ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတော့ဥရောပကလူတွေနောက်ပြီးတော့အာဖရိကကလေးတွေနော်အဖြစ်များတယ်အခုဆိုဒါဗမာပြည်မှာလည်းရှိတာပေါ့နော် precocious puberty ဆိုတဲ့ဒီစောစီးမိန်းကလေးတွေဆိုရင်ဟာဓမ္မတာစောစီးလာတာတို့ရင်သားဖွံ့ဖြိုးတာတို့နောက်ပြီးတော့အသက်ကြီးတဲ့အရွယ်မှာဖြစ်တဲ့အမွှေးမြင်ပေါက်တာတို့ဒါလေးတွေဖြစ်တတ်သလိုယောက်ျားလေးတွေမှာလည်းဖြစ်တတ်တယ်ယောက်ျားလေးမှာဆိုရှင်လည်းအသက်ကြီးတဲ့အချိန်မှာဒီယောက်ျားလေးမှာထွက်တဲ့ကိုနှံ့ပေါ့နော်အဲ့ဒါမျိုးကတော့ကလေးဘဝမှာပဲအဲ့ဒါထွက်နေတယ်အဲ့တော့ဒီ precocious puberty ကယောက်ျားလေးလည်းဖြစ်နိုင်တယ်မိန်းကလေးလည်းဖြစ်နိုင်တယ်ဒါပေမဲ့မိန်းကလေးကတော့ပိုအဖြစ်များတယ်အဲ့တော့ precocious puberty ဘယ်နှမျိုးရှိလဲဆိုတော့2မျိုးရှိတာကိုတွေ့ရလိမ့်မယ်အဲ့တော့ central type နဲ့ peripheral type ရှိတယ်အဲ့တော့ central type ဖြစ်လို့ရှိရင်အဲ့ဒီဟာဖွံ့ဖြိုးမှုကတော့ဒီစောစီးကအရွယ်ရောက်တာတော့မှန်တယ်ဒါပေမဲ့ပုံမှန်ဖွံ့ဖြိုးမှုအတိုင်းဖြစ်တယ်သူတို့တွေကဘာကြောင့်ဖြစ်တာလဲဆိုတော့အုံထောက်တို့ spinal cord ဆိုတဲ့ဒီအာယုံကြောမကြီးပေါ့နော်အဲ့ဒီမှာအချိတ်တွေပါကြီးဖြစ်တာတို့နော်နောက်ပြီးတော့မျိုးရိုးဗီဇကြောင့်နော်အဲ့ဒါမျိုးတွေလည်းဖြစ်နိုင်ပါတယ်တဲ့နော်အဲ့တော့ဘာလဲဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီမတော်တဆပေါ့နော်ဒီဥကောင်းပေါ့နော်ဓာတ်ရောင်ကြီးသင်မိတာတို့နော်ထိခိုက်ဒဏ်ရာရလို့ရှိရင်အဲ့ဒီကနေပြီးတော့ဒီ gonadotropin ဆိုတဲ့ဟော်မုန်းနော်ဟော်မုန်းတွေလှုံ့ဆော်တာပေါ့နော်အထွက်များတဲ့ခါအဲ့ဒီဟော်မုန်းတွေကနေပြီးတော့သူကဘာကိုထိန်းလဲဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတယ်pituitary gland တို့နော်နောက်ပြီးတော့ဗာလဲ sex hormone တွေ estrogen တို့ progesterone thyroid အများကြီးပဲအဲ့ဒီ hormone ကို control လုပ်ထားတာထိန်းထားတာဆိုတော့သူ့ကိုစေ့ဆော်မှုဖြစ်လို့ရှိရင်တခြား hormone တွေလည်းထွက်လာတယ်အဲ့ဒါကဒီ central puberty လို့ခေါ်တယ်peripheral puberty နော် peripheral puberty ကျတော့ဗာလဲဆိုရှင်သူကအဓိကတော့ estrogen နော် main ကလေးတွေဆိုရင် estrogen ယောက်ျားလေးဆိုရင် testosterone နော်အဲ့ဒီ testosterone တို့ estrogen ကစောစီးထွက်တဲ့ကြောင့်ဒါစောစီးဆိုတာအရွယ်ရောက်ခြင်းဖြစ်ရတယ်အဲ့တော့ဘယ်လိုအခြေအနေမှာဖြစ်တတ်လဲဆိုရင်ဒီအမျိုးသမီးတွေဆိုရင်သူကဒီမျိုးဥအိမ်တို့နော်အမျိုးသားတွေဆိုရှင်ဝှေးစေ့ပေါ့နော်နောက်ပြီး adrenal gland နော် pituitary gland နော်နောက်ပြီးတော့မျိုးရိုးယောဂအယိုးနဲ့ဟလာဒီအရေပြားကိုထိခိုက်တဲ့ဟာတွေမွေးရပါယောဂနောက် adrenal gland ဆိုတာကဒီကြောက်ကကအပေါ်မှာရှိတဲ့ adrenal gland အဲ့မှာရှိတဲ့ cell တွေကဆဲတွေကြီးထွားတာနောက်ပြီးတော့ thyroid gland အလုံးမလုံးတာ hypothyroidism နော်အဲ့လိုမျိုးဖြစ်တဲ့အခါကျလို့ရှိရင်တဲ့နော်
နော်အဲ့လိုမျိုးဖြစ်တာအပြင်နောက်ထပ်ဘာရှိနိုင်သေးလဲဆိုရင်ဒီကလေးလေးတွေကဟာလာအီစတိုဂျင်ပါတဲ့နော်အီစတိုဂျင်ဖြစ်ဖြစ်တက်စတိုစတီရိုးပေါ့နော်ပါတဲ့ဒီ cream တွေနော်ဒီလူကြီးသုံးတဲ့ဟာတွေအဲ့ဒါလေးနဲ့သူတို့တွားပြီးတော့လိမ့်မိတယ်တွေးမိတယ်ဖြစ်တဲ့ခါကျလို့ရှိရင်လည်းသူတို့ဒီမှာအဲ့ဒီ estrogen progesterone ပမာဏဟာများလာတာကိုတွေ့ရမယ်အဲ့ဒီခါမှာ central puberty ဆိုတာဖြစ်လာတယ်အဲ့တော့ဒီစောစီးဆိုတာအရွယ်ရောက်တဲ့ဟာသူတို့ကဒီဟော်မုန်းတွေတအားထွက်တဲ့ကြောင့်စောစီးကြီးအရွယ်ရောက်တယ်ဆိုတော့အယူကြီးထွားတာတို့အကုန်ပေါ့နော်အရွယ်ရောက်တယ်ဒါပေမဲ့အဲ့လိုရွယ်ရောက်တဲ့အပြင်ဒီရက်တန့်သွားတာလေသူကစောတတ်တယ်စောတတ်တဲ့အတွက်ကြောင့်ဟာလာအစောပိုင်းမှာတော့ဘယ်လိုခေါ်မလဲသူတို့ခန္ဓာကိုယ်ကြီးကဟိုတက်တူရွယ်တူကလေးတွေတဲ့ဆိုင်ထွားကြိုင်းနေတယ်သို့တော့အချိန်တစ်ခုရောက်သွားတဲ့အခါကျတော့ရှင်သူကထပ်ပြီးတော့ဒီဖွံ့ဖြိုးလို့မရအောင်မရတဲ့ခါမှာသူနဲ့တက်တူရွယ်တူကလေးတွေကဘာဖြစ်လာလဲဆိုတော့သူ့ထက်ပိုပြီးတော့ထွားကြိုင်းနေတာကိုတွေ့ရမယ်အဲ့တော့ဘယ်အရွယ်ဒီမှာအဲ့ဒီလိုဖြစ်တတ်လဲဆိုရင်တဲ့မိန်းကလေးတွေနော်မိန်းကလေးတွေဆိုရင်တဲ့အသက်8နှစ်နောက်ပိုင်းပေါ့နော်ယောက်ျားလေးတွေဆိုရင်အသက်9နှစ်နောက်ပိုင်းဒါပေမဲ့ဒါကဟိုအများအပြားတွေ့ရတာပေါ့နော်အစောပိုင်းကကျွန်တော်ပြောလို့ပေါ့စေကန်းလာပြတာအဲ့ကလေးတွေက9နှစ်ပဲရှိသေးတယ်နော်အဲ့တော့ဟိုအရွယ်အမျိုးမျိုးဖြစ်နိုင်တာပေါ့နော်အများဆုံးကတော့မိန်းကလေးက8နှစ်နောက်ပိုင်းယောက်ျားလေးက9နှစ်နောက်ပိုင်းပေါ့အဲ့တော့ central precocious puberty လား peripheral precocious puberty လားဆိုတာကိုခွဲခြားခြင်းခွဲခြားတဲ့နည်းကဘာလဲဆိုရင်ဒီ gonadotropin releasing hormone ပေါ့နော်အဲ့ဒါလေးကိုပေးလိုက်လို့ရှိရင်တဲ့နော်အဲ့ဒီ central ဒီ precocious puberty ဆိုရှင်တခြားဟော်မုန်းတွေပါအကုန်လိုက်ပြီးတော့ထွက်တယ်နော်အကုန်လိုက်ထွက်တယ်peripheral ဆိုလို့ရှိရင်တခြားဟော်မုန်းတွေမထွက်ဘူးဘာပဲထွက်လဲဆိုရင်ဒီ estrogen အဲ့ဒါ main ကလေးဆိုရင် estrogen ယောက်ျားလေးဆိုရင် testosterone အဲ့ဒီဟော်မုန်းတွေပဲတက်လာတာကိုတွေ့ရမယ်အဲ့တော့ central precocious puberty မှာတော့ဘာလုပ်နိုင်လဲဆိုတော့ pituitary gland ကိုစစ်တာတို့နော် thyroid gland ဘာလို့ဆို hypothyroidism ဖြစ်ရင်လည်းဖြစ်တတ်တယ်နော် thyroid gland စစ်တာတို့နော်နောက်တစ်ခါဒီအုံနောက်မှာနော်အကျိတ်တို့တခြားပေါ့နော်ဒဏ်ရာဒဏ်ချက်ရှိလားမရှိလားဒီ MRI ရိုက်တာတို့ဘာလို့လုပ်ပေးရတယ်တဲ့နော်အဲ့တော့ဒီ central precocious puberty ကိုဟိုပါပေါ့ကုသတဲ့နေရာမှာဒီ gonadotropin releasing hormone မထွက်အောင်လုပ်တဲ့နည်းပေါ့နော်အဲ့ဒါလုပ်ရမယ်တဲ့နော်အဲ့တော့အဲ့စီဒီကိုပေးမယ်နောက်တစ်ခုကဘာလဲဆိုရှင်တဲ့နော် implant လက်မောင်းပေါ်မှာ implant ထိုးထည့်ပေးတာရှိတယ်အဲ့တော့အဲ့ဒီ implant ကတစ်နှစ်လောက်ဟိုပါပေါ့တစ်နှစ်လောက်ထားရမယ်ဒါလို့အဲ့ဒါမထူးကြဘူးရှင်ထည့်ထားတဲ့ implant ကိုထုတ်ပြီးတော့နောက်ထပ် implant နော်ဟိုဒီသတိသားစီ implant မဟုတ်ဘူးเนาะအဲ့ဒါဘာလဲဆိုတော့hystrulin implant နော် hystrulin implant ဆိုတာထည့်ပေးရပါတယ်တဲ့နော်အဲ့တော့ precocious puberty ဟုတ်လား precocious puberty ကသူကဘာအတွက်စိုးလဲဆိုတော့ဒီကလေးတွေသူတွေ main ကလေးတွေပေါ့နော် main ကလေးတွေအန္တရာယ်ရှိတယ်ဘာလို့ဆိုတော့သူကဓမ္မရာစောစီးလာနေတယ်လာတဲ့ခါကျတော့ဒီကလေးတွေကလည်းလန့်တာပေါ့နော်သူ့ဒီပေါ်နေတယ်ဆိုတော့ပြီးတော့အဲ့ဒီဟာတွေကဒီပတ်ဝန်းကျင်ကိုဟိုအတိပေးလို့ဖြစ်သွားတတ်တယ်နော်ဖြစ်သွားတဲ့ခါကျရှင်ဘာကြောက်ရလဲဆိုတာအဲ့ဒီတချို့မတူတော်တွေပေါ့နော်မတူတော်တွေကဒီတက်ငယ်မဒိန်းတွေပဲလုံးလိုက်လို့ရှိရင်ဒီကလေးမလေးဟာကိုယ်ဝင်တွေပဲယာသွားနိုင်တယ်အဲကြောင့်မို့အဲ့လိုမျိုး precocious puberty ရှိတဲ့သမီးတွေနော်စောစီဓမ္မတာလာနေဆိုရင်သတိထားပြီးတော့ဗာလဲလူကြီးကတေချာကြက်မှတ်ပေးရမယ်နောက်ပြီးတော့ဆရာဝန်နဲ့လည်းကုသမှုခံယူရပါမယ်အဲ့ဒါအားလုံးကိုကျေးဇူးတင်ပါတယ်